မင်းကြောက်နေရင်မလုံနဲ့လုံမယ်ဆိုရင်လည်းမကြောက်နဲ့ကြောက်ရွံ့ခြင်းဆိုတာတိုက်ပွဲမစခင်ကတည်းကအကြောင်းပြချက်တွေပေးဖို့တွန့်ဆုတ်နေသူတွေပြောတဲ့ဘာသာစကားပဲအဲ့ဒီအတန်ကိုနားထောင်တဲ့သူတွေဟာတတ်လုံးပြင်ဆင်နေရင်လည်းဘာမှဖြစ်မလာပဲတည်သွားကြလိမ့်မယ်ဒီကဝါကြီးဟာတတိကြီးလုံလသူတွေလက်ထက်မှာမရှိဘူးဆုံးဖြတ်ချက်ချပြီးတာနဲ့နောက်လှည့်မကြည့်ပဲရှေ့ဆက်တဲ့သူတွေရဲ့လက်ထက်မှာပဲရှိတယ်မင်းလမ်းတစ်ခုကိုရွေးပြီးပြီဆိုရင်ကြောက်ရွံ့မှုဆိုတာမင်းအတွက်အသုံးမဝင်တော့ဘူးအဲ့ဒါကမင်းရဲ့လက်ကိုနှီးစေပြီးမင်းရဲ့စိတ်တက်ကိုပဲပျော့ညံ့စေလိမ့်မယ်ကြောက်စိတ်နဲ့ရှေ့တိုးတဲ့သူဟာအတားအဆီးတစ်ခုတွေ့တာနဲ့နောက်ပြန်ဆုတ်ဖို့ပဲကြိုးစားလိမ့်မယ်ဒါပေမဲ့အဆုံးအထိပေးဆက်မယ်လို့ဆုံးဖြတ်ထားတဲ့သူကတော့အတားအဆီးတွေကိုပါသူ့အောက်ရောက်အောင်လုပ်နိုင်စွာရှိတယ်ဆုံးဖြတ်ချက်ချပါပြီးရင်တန်တရားမရှိပဲမီလီယံတွေကြားတဲ့ကိုဖျက်လျှောက်သွားပါဒါမှမဟုတ်အဲ့ဒီလိုလှုပ်ရဲတဲ့သူတွေရဲ့အုပ်ချုပ်မှုအောက်မှာပဲငြိမ်ငြိမ်လေးနေလိုက်ပါတော့